မင်္ဂလာပါညီမလေးနာမည်လေးမိတ်ဆက်ပေးပါအောင်နော် ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်ကခင်ညာခင်ပါရှင်ငယ်ချင်းတွေကတော့ခါရလို့ပဲခေါ်ရတယ်ရှင် ဟုတ်ကဲ့ပါညီမလေးအခုပေါ့နော်လက်ရှိမှာညီမလေးက Helix ကိုဘယ်ကနေစပြီးတော့တက်ရောက်ဖြစ်ခဲ့ရလဲရှင်ဘယ်တန်းကနေ ဟုတ်ကဲ့ညီမလေး Helix ကိုစကြိုင်တော့2023နိုဝင်ဘာလောက်ပေါ့နော်ညီမ pre IGCSE အတန်းမှာစပြီးတော့ join ခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါညီမလေးစပြီးတော့ပေါ့နော်ဒီ IG ကိုစပြီးတော့ join ခဲ့တဲ့အချိန်ကရောညီမလေးအနေနဲ့ပေါ့နော်online ကနေစပြီး join ခဲ့တာလား campus နဲ့ join ဖြစ်ခဲ့တာလားရှင် ဟုတ်ကဲ့ညီမ pre IG တော့ကျတော့online ကနေလည်း join တာဒီဆိုတော့အဲ့ဒီအတွက်ကြောင့်ညီမ IG ရောက်တော့လဲ online ကနေပဲ join ခဲ့ပြပါတယ်ရှင်ပြီးမှဒါ intensive မှာညီမcampus ကိုလာဖြစ်ခဲ့ရပါ ဟုတ်ကဲ့ပါညီမလေးအနေနဲ့ပေါ့နော်ဒီ online ရော campus ရောနှစ်ခုလုံးတက်ခဲ့တာဆိုတော့နှစ်ခုလုံးရဲ့ကွာခြားချက်လေးတွေလည်းအမကိုပြောပြပါအောင်ရှင် ဟုတ်ကဲ့ online နဲ့ campus ကကွာခြားပါတယ်ရှင် online မှာကျတော့အိမ်မှာပဲနေပြီးတော့တင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ comfort တော့ရတာပေါ့နော်ဒါပေမဲ့ Helix ကလည်းဆောင်ရွက်ဖြစ်တဲ့အချိန်ကြီးဆိုရင်တို့ချမှတ်ပေးထားတဲ့စီးမင်းတွေရှိရဲ online ပေါ်မှာဖြည့်ရဆိုရင်တို့ဖြည့်ရမယ်လို့ဆိုတော့အဲ့လိုမျိုးကိုလို့ချင်လို့လုပ်လို့လည်းမရဘူးပြီးတော့ online ပေါ်မှာတင်တဲ့ detail တွေကလည်းတည်တည်ချာချာလေးတင်ပြပေးပါတယ် friendly လည်းဖြစ်တဲ့campus ရောက်လာတော့လည်းညီမပို့ပြီးတော့ပြောဖို့ကောင်းပါတယ်။ဘာလို့ဆိုတော့ campus မှာကြာတငယ်ချင်းတွေလည်းများတယ်။ပြီးတော့ teacher တွေနဲ့လည်း face to face သင်ရတယ်။အဲ့တော့တခါလေအဲ့လိုမျိုး online ပေါ် join နေဆိုရင်ကွာညီမတို့ line ကြနေရမျိုးရှိရဲဆိုရင် teacher တွေမေးချင်လို့လည်းမေးလို့မရဘူးကွာ။ campus ရောက်လာတော့ကြာညီမတို့ဒီလိုမျိုး teacher တွေနဲ့တခန်းထဲမှာသင်ရဖြစ်တဲ့အတွက်ကြောင့်ညီမတို့လက်ထောင်မေးလို့ရတယ်။ပြီးတော့တငယ်ချင်းတွေလည်းပြောဖို့ကောင်းပါတယ်။ပြောဖို့ကောင်းတယ်ပေါ့နော်တော်တော်လေးလည်းပြောဖို့ကောင်းတယ်ပြီးတော့ campus ရောက်လာတဲ့ခါမှာကျတော့ညီမတို့မုံဆိုင်ကြီးလည်းရှိရတဲ့အတွက်ကြောင့်တော်တော်လေးတော့ကျောင်းသားပေါ့ရဖြစ်ခဲ့ပါရှင်ဟုတ်ကဲ့ပါညီမလေးအနေနဲ့ပေါ့နော်ဒီဖြစ်ဆိုခဲ့တဲ့ဒီ IGCSE ရဲ့ exam မှာပေါ့နော်ပေဘာသာရပ်တွေမှာ higher marks တွေရရှိခဲ့တယ်ညီမလေးဟုတ်ကဲ့ညီမbusiness study ဘာသာရပ်မှာ higher marks ရခဲ့ပါတယ်ရှင်စာတင်ကြားရေးပေါ့နော်ဘာသာရပ်အပြင်ကိုပေါ့ညီမလေးအနေနဲ့ဘယ်ဘာသာရပ်တွေကိုအကြိုက်ဆုံးလဲညီမလေးဟုတ်ကဲ့ညီမအကြိုက်ဆုံးကတော့ business study ပေါ့နော်ကိုကအတွက်ချက်တိတ်မတော်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး theory တင်တဲ့ဘာသာရပ်တွေဆိုအရင်ကြိုက်တယ်ပြီးတော့ business study အပြင် ESL ဘာသာရပ်ကိုလည်းကြိုက်ပါတယ်ငယ်ငယ်ကအင်္ဂလိပ်စာတော်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောအင်္ဂလိပ်ကိုအရင်နှိမ့်ချိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောတကယ်ကို ESL ဘာသာရပ်ဆိုအကောင်းဆုံးစူးစမ်းဖြစ်ပါတယ်ရှင် business study မှာလည်းတိတ်တိတ်ချာချာလေးစူးစမ်းခဲ့လို့အခုလို highest ရတယ်လို့ယုံကြည်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးကပေါ့နော်ဒီအခု IG ပြီးသွားပြီဆိုတော့လေအဲ့ရဲ့နောက်မှာရောညီမလေးအနေနဲ့ဘယ်ပညာရေးလမ်းကြောင်းကိုဆက်ပြီးရောပေါ့နော်သွားနေလဲဆိုတာလေးကိုလည်းပြောပြပါအောင်ရှင်ဟုတ်ကဲ့IG ပြီးသွားတော့ညီမ Helix မှာပဲOSSC program ထပ် join ဖြစ်ပါတယ်ရှင်အခုကတော့ OSSC တက်နေတဲ့first semester ပေါ့နော်first semester ပြီးတော့မယ် second semester ကိုလည်း Helix မှာပဲဆက် join ပါပါရှင်ဒီ OSSC ပြီးသွားရင်တော့ညီမနိုင်ငံခြားမှာပဲ uni သွားတက်ဖို့ဆုံးဖြတ်ထားပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးအခုလိုပေါ့နော်ညီမလေးကဒီဖြည့်ချပြီးရတဲ့အတွက်မတို့ကကျေးဇူးတင်တယ်အခုလာမဲ့ဒီ IGCSE ဒီ May exam မှာပေါ့နော်ဖြည့်ဆိုမဲ့ Helix လေးတွေလည်းညီမလေးအနေနဲ့ဘယ်လိုမျိုးစူးစမ်းအထောက်မှုလေးလိုအပ်တယ်ဆိုတာလေးကိုလည်းပြန်ပြီး sharing လေးပြန်လုပ်ပေးပါအောင်နော်ဟုတ်ကဲ့အခု major ဖြေမဲ့ exam Helix တွေအတွက်ပေါ့နော်ပြောချင်တာကတော့စာတီချာလေးလောက်ကြပါအခု match လာလည်းရောက်နေပြီဆိုတော့ဘယ်တော့မှမလိုတော့တဲ့အပြင်IGCSE final ဆိုတာကလည်းပေါ့တန်တွေးလို့မရတဲ့ဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တတိချာချာလေးကိုပိုင်တဲ့ဘာသာရပ်ကို pass paper လေးများများလုပ်ပေးပါ pass paper မှာမိထားတဲ့ဟာလေးရတချို့ပြန်ပါလာဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာလေးလုပ်ပေးစေချင်ပါတယ်ပြီးတော့ဘာသာဒီ textbook တွေပေါ့နော်အဲ့ဒါလေးလည်းတေချာပြန်ဖတ်ပေးပါလို့ဒါမှဒါ Helix ကိုဂုံနိုင်တဲ့ဂုံအောင်လုပ်ပေးနိုင်တဲ့ကျောင်းသားလေးဖြစ်လာမှာပါလို့အခုလိုမျိုးလေး interview ခင်ပေးရတဲ့အတွက်ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ညီမလေးဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါ